ချိတ်ထားတဲ့ဗီဒီယိုမှာကိုကမြန်မာစာတန်းထိုးလေးနဲ့မြန်မာစာတန်းစကားပြန်တဲ့ဟာလေးကိုစာတန်းကရှင်းနေတယ်ဆိုလို့ရှိရင်သူ့ကိုဖြတ်တော့တဲ့နည်းလေးနဲ့နောက်တစ်ခုကသူ့ကိုစာတန်းထိုးတဲ့အချိန်မှာအယောင်ထည့်တဲ့နည်းလေးပေါ့နော်ကိုကြိုက်တဲ့အယောင်လေးကိုထည့်ပြီးတော့မှစာတန်းထိုးလို့ရအောင်လုပ်တဲ့နည်းလေးရယ်လာပြီးတော့မှမျှဝေပေးတာဖြစ်ပါတယ်ဒါကတော့မလုပ်တတ်သေးတဲ့သူတွေအတွက်ပါလုပ်တတ်ပြီးသားတွေကတော့ကြော်တော့ပါဒီကောက်လေးကိုလည်း follow မလုပ်တတ်သေးရင်လည်း follow လုပ်တယ်လီပြီး share လေးတစ်ချက်လုပ်ပေးသွားပါရှင်တစ်တော်လေးကိုဝင်ပြီးသွားပြီဆိုရင်တော့ကိုကမြန်မာဘာသာပြန်မဲ့ဗီဒီယိုတစ်ပုဒ်ကိုရွေးလိုက်ပါဗီဒီယိုတစ်ပုဒ်ကိုဒီမှာရွေးပြီးသွားပြီဆိုလို့ရှိရင်ကိုကမြန်မာဘာသာပြန်မယ်ဆိုလို့ရှိရင်ဒီမှာကချင်နဲ့ကိုဝင်လိုက်ပါကချင်နဲ့ကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်စာကြောင်းနေရာဒီမှာဆက်နေတယ်ဟိုကိုကဘယ်နေရာမှာဖြတ်ချင်လဲကိုလိုချင်တဲ့နေရာမှာလက်ခင်းနဲ့ထောက်လိုက်ပါဖြတ်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာသူပြောသွားလို့ရှိရင်စာကြောင်းလေးတွေကမပူးတော့ဘူးပေါ့နော်ရှည်လဲမရှိတော့ဘူးစာကြောင်းတွေကကိုသူပြောသွားတဲ့အတိုင်းပဲစာကြောင်းတူတူလေးနဲ့ပဲဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးလေးတွေဖြတ်ပါဒီလိုမျိုးတိုင်းပဲလိုက်ဖြတ်လိုက်ပါဒါဆိုလို့ရှိရင်ဖြတ်လို့ပြီးသွားပြီပေါ့နော်သူ့ကိုဒါဆိုလို့ရှိရင်ဖြတ်လို့ပြီးသွားပြီဖြစ်ပါတယ်လိုချင်တဲ့နေရာနာနေပြီးတော့မှလောက်ပါကိုပြောမဲ့စကားထွက်မဲ့ဟာပေါ့နော်ကိုလိုချင်တဲ့ပုံစံနာနေပြီးတော့မှလောက်ပါဒါဆိုလို့ရှိရင်သူကဒီမှာစကားဒီလိုလေးတိုင်းပဲလာမှာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကပေါ့နော်ဒီမှာအယောင်ထည့်တာပဲဖြစ်ပါတယ်ဒါကတော့ကိုကြက်တဲ့အယောင်ကိုဒီမှာအေးဆိုတဲ့နေရာကိုနှိပ်လိုက်ပေါ့နော်ဒါလေးကိုနှိပ်ပြီးတော့မှကိုကအယောင်ထည့်ရုံပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကိုကြက်တဲ့အယောင်ကိုယူလိုက်ပါကိုကြက်တဲ့အယောင်ကိုကိုကပါအယောင်ထည့်ခြင်းလဲပေါ့နော်ဒီထည့်တာတဲ့ကိုကအပြာရောင်ထည့်ခြင်းလဲဆိုရင်လည်းအပြာရောင်ကိုရွေးအနီရောင်ထည့်ခြင်းလဲဆိုရင်လည်းအနီရောင်ကိုရွေးပေါ့နော်ပြီးလို့ရှိရင်ဒီထွက်လိုက်ပါပြန်ထွက်ပြီးတော့မှသွားလိုက်ပါဒါဆိုလို့ရှိရင်သူကဒီမှာအယောင်လေးတွေဒီလိုပဲပြောင်းသွားမှာပဲဖြစ်ပါတယ်ဒီနည်းလမ်းတိုင်းနဲ့တွားလို့ကြည့်ပါဒါကတော့တိတ်မခက်ပါဘူးမလုပ်အစခုမှစလုံးမဲ့လူတွေတက်ပါဒါလုတ်တက်ပြီးသားသူတွေကတော့ကြော်သွားပါဒီနည်းလမ်းတိုင်းနဲ့တွားလို့ကြည့်ပါရှင်အားလုံးပဲစင်ပြေကြပါရှင်